ပေးအစ်စ်တွေကိုင်နာတဲ့လူတွေအတွက်ဒီနေ့ပြောစကားလေးနည်းနည်းလေးရှိတယ်နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ပေးအစ်စ်ကိုကျွန်တော်တို့ဥပမာစတင်ပြီးတော့ဖွင့်ချင်မှာကျွန်တော်တို့ follow တွေ view တွေများများရအောင်ဆိုပြီးတော့လွဲမားလို့အချက်လေးတွေပေါ့နော် like ပြီးတော့လုံးနေလို့အချက်လေးတွေရှိတယ်အဲ့ဒါဘာချက်လေးလဲဆိုတော့တယောက်နဲ့တယောက်ဒီ set to set လောက်တာပေါ့နော် follow ကုညီတာဒါကလည်း Facebook ကလုံးဝမကြိုက်ပါဘူးနော်နောက်ပြီးတော့ကျွန်တော်တို့ဒီသိရှိမှုများများရအောင်ဆိုပြီးတော့ဂလုတွေလည်းကျွန်တော်တို့ like ထည့်တာဂလုတွေ like ထည့်တာလေဒါလည်း Facebook ဘက်ကလုံးဝမကြိုက်ပါဘူးပေါ့နော်ဒီမှာကျွန်တော်တခုပြောချင်တာက Facebook မှာကိုကနေရာတခုလိုချင်တဲ့အောင်မြင်ခြင်းလုပ်ချင်တယ်ဆိုရင်ရင်ဆုံးကျွန်တော်တို့တွေကဘာလုပ်ရမှာလဲဆိုတော့ပတ်စံနောက်အရင်ဆုံးမလိုက်နဲ့ပတ်စံနောက်အရင်လိုက်တဲ့လူတွေကများသောအားဖြင့်တဖြည်းဖြည်းနဲ့ Facebook လောကနဲ့ပျောက်ကွယ်သွားတဲ့လူတွေများတယ်နော်လူတိအောင်အရင်လုပ်ပါကိုယ့်ရဲ့အပုံကိုယ့်ရဲ့ရုပ်သံကိုယ့်ရဲ့ဒီဗီဒီယိုကိုလူကြိုက်များအောင်လူသိအောင်အရင်ဆုံးလုပ်ပါတိဆောက်ပါနော်ကျွန်တော်ဥပမာတစ်ခုအနေနဲ့ပြောရမယ်ပေးရမယ်ဆိုရင် TikTok ဆယ်လီတွေကိုကြည့်လိုက်ဆယ်လီဆိုရင်အရင်ဆုံးသူတို့တွေဘာလုပ်ကြလဲဆိုတော့သူတို့လူသိများအောင်သူတို့လုပ်တယ်ကိုကအစားတောက်ဝါသနာပါတယ်ဆိုရင်လေအစားတောက်နဲ့သူတို့တွေကလူသိအောင်လုပ်တယ်နော်မဆမ်းမတိုင်အသေးသေးစားပြပြီးတော့လူကြိုက်များအောင်လုပ်ကြတယ်အဲ့ဒါမှမဟုတ်ဘဲနဲ့ကိုတချင်းဆိုတော့ဝါသနာပါတယ်ဆိုရင်လေတချင်းဆိုတော့ပုံစံပေါ့နော်တချင်းဆိုတဲ့live လွှင့်ပြီးတော့တချင်းနဲ့ဆိုလို့ခါမျိုးတွေသူတို့တွေလုပ်ပြတယ်နော်ဒါကျွန်တော်တို့ဘာလုပ်တာလဲဆိုတော့ဒါကျွန်တော်တို့တွေဒါ marketing တစ်ခုတိစောက်တာပေါ့နော်ဒါဘယ်လို marketing လဲဆိုတော့လူသိများအောင်လို့သူတို့တွေစတင်ပြီးတော့လုပ်ကြတာ social လောကမှာကျွန်တော်တို့စတင်ပြီးတော့ခြေစုံပစ်ပြီးတော့ဝင်လာခဲ့မယ်ဆိုရင်အရင်ဦးဆုံးကျွန်တော်ပြောသလိုပဲလူသိများအောင်အရင်လုပ်ပါပြီးမှပတ်စံနောက်လိုက်ပါငွေနောက်လိုက်ပါလို့ကျွန်တော်ပြောချင်တယ်တချို့ကြတော့ကိုကလူသိအောင်လည်းမလုပ်နိုင်ပဲနဲ့ပတ်စံလိုချင်ရုံတခုတည်းနဲ့အများကြီးကလည်း CN ပွင့်လို့ content monitor CN တွေပွင့်ကြတဲ့ဘလောက်တွေရကြတယ်တစ်လမှာဘလောက်တွေဝင်ကြတယ်အများတင်လို့ဗီဒီယိုတွေကြည့်ပြီးတော့အားချနေတဲ့အဖွဲ့ကတတ်တတ်ရှိတယ်အဲ့တော့မှကိုက live တင်ပြီး live ပြီးတော့ live လျှောက်လုပ်မယ် live လျှောက်ပြီးတော့ကြိုးစားမယ်ပတ်စံနောက်ပဲအသက်အံ live နေမယ် live နေဗျာလမ်းမပေါ်ရောက်သွားလို့လူတွေအများကြီးရှိတယ်အချိန်နေကုန်တယ်ကျွန်တော်တို့ဒီဗီဒီယိုတစ်ခုဖန်တီးရတယ်ဆိုတာကျွန်တော်တို့မှမလွယ်ပါဘူးเนาะအဲ့ဒါကြောင့်ကျွန်တော်ပြောချင်တာကငွေနောက်အရင်ဆုံးမလိုက်ပါနဲ့เนาะငွေနောက်အရင်မလိုက်ပါနဲ့လူသိများအရင်လုပ်ပါဒါဟာအရေးကြီးဆုံးအချက်ပဲကိုလူတွေကတိလာပြီလူတွေကကိုလက်ခံလာပြီဆိုရင်Facebook page အသစ်ပဲဖွင့် TikTok account အသစ်ပဲဖွင့်ကြိုက်တာဖွင့်ဗျာခင်ဗျားတို့နောက်လူက auto နောက်နေတော့လိုက်တာပြီးသားပဲခင်ဗျားတို့ဘာလုပ်မလဲလုံးနောက်လူတွေ auto နောက်တော့လိုက်တာပြီးသားပဲလူသိများတဲ့လူတယောက်ကဒီ social ပေါ်မှာဗီဒီယိုတစ်ပုတ်ပဲတင်ကြည့်လိုက်ဗီဒီယိုတစ်ပုတ်ပဲတင်နော်အဲ့တစ်ပုတ်မှာကိုလူသိနေလို့အတွက်ကိုဘာလုပ်မလဲဆိုတော့လူတွေစောင့်ကြည့်နေတာအဲ့တစ်ပုတ်ပဲတင်လိုက်တယောက်စတွေ့မယ်အော်ဒီလူကဒါတွေလောက်တတ်ပါလားဒီလူကဒါမျိုးတွေပြောတတ်ပါလားဒါမျိုးတွေရောင်းတတ်ပါလားဆိုပြီးတော့ကိုသူတို့တွေကချက်ချင်း follow လုပ်မယ်အားပေးမယ် like ပေးမယ် comment ရေးမယ်နော်အဲ့ဒါကြောင့် social လောကလည်းစတင်ပြီးတော့ဝင်တော့မယ်ဆိုရင်လူတွေအတွက်non နဲ့ဗီဒီယိုတစ်ခုကိုစတင်ပြီးတော့ဖန်တီးပါကိုကအစားသောက်ဝါသနာပါလားအစားသောက်ဝါသနာပါဆိုတော့အစားကိုလုပ်ပါခီးသွားဝါသနာပါလို့ခီးသွားတဲ့ဗီဒီယိုတွေကိုရိုက်ပါတချင်းဆိုတော့ဝါသနာပါတယ်ဆိုရင် live လွှင့်ပြီးတချင်းနေဆိုပါဒီလိုမျိုးလေးတစ်လားနှစ်လားလောက်လူသိအောင်ကိုအရင်ဆုံးလုပ်လိုက်ဗျာဒီဘက်ခေတ်မှာလူသိများအောင်လုပ်ဖို့ဆိုတာအရင်မှလွယ်ပါတယ်နော် TikTok မှာကျွန်တော်တို့ခု trend ဖြစ်နေတဲ့ဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်တို့ယူပြီးတော့ဆော့နော်ကိုရဲ့သူ့ရဲ့အတန်နဲ့ကိုရဲ့ရုပ်နဲ့ပေါ့နော် TikTok ဆော့တာဆိုတာဆော့တက်ချမယ်ထင်ပါတယ်ဒီဘက်ခေတ်မှာအကောလုံးက TikTok စိတ်တွေများတယ်နော် TikTok ဆော့လို့လူတွေများတယ်အဓိကလူတော်များများကလည်း TikTok ကနေတော့ဒီ Facebook ပဲလာမယ် YouTube ပဲလာမယ်နော် TikTok မှာနာမည်ရပြီးတဲ့လူတွေကဒီဘက် social ပေါ်ကိုကူးပြောင်းလို့ခါမှာအရင်မှလွယ်ကူသွားတယ်ဒီဘက်ခေတ်မှာလူသုံးများဆုံးအကတော့ TikTok ပဲဖြစ်တယ်နော် TikTok ကိုအရင်ဆုံးစမ်းသပ်ပြီးတော့သုံးပါလူသိများအောင်လုပ်ပါနော်ဂျပန်ကောက်တွေဘာကောက်တွေညာကောက်တွေရှောက်မဖွင့်နဲ့ရိုးအကောက်ပဲဖွင့်ပြီးတော့သူများအတန်သူများတချင်းနေနဲ့စော့ပါနာမည်ကြီးတို့ဟာတွေနဲ့စော့ပြီးတော့လူသိများအောင်ရင်တော့လုပ်ပါ